တီးတလုံးကြောင့်မြောက်ပေါင်း8000ယောက်ရဲ့အသက်ဟာအန်တီရဲ့ရောက်သွားတဲ့အခါခေါင်းဆောင်ကောင်းတစ်ယောက်ကဘလို့ကာကွယ်မလဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဂင်္ဂါမြေကမ်းတစ်ဖူးမှာခွန်အားနဲ့ပြည့်စုံပြီးဉာဏ်ပညာကြီးမားတဲ့မြောက်မင်းတူရှိခဲ့ပါတယ်သူဟာမြောက်ပေါင်း8000ယောက်ရဲ့ခေါင်းဆောင်ဖြစ်ပြီးသူ့ရဲ့မျက်လုံးတွေဟာအမြဲတမ်းတည်ငြိမ်အေးချမ်းနေတတ်ပါတယ်သူတို့နေထိုင်တဲ့တရက်ပင်ကြီးဟာအလွန်ထူးခြားတယ်ဘာလို့လဲဆိုတော့အဲ့ဒီတစ်ပင်မှာတီးတဲ့အသီးတွေဟာနတ်တုတ်ဓာတ်လိုချုံမြင်လွန်းလို့ပါပဲအမောင်တို့နားထောင်ကြဒီတရက်ပင်ရဲ့အကိုင်းတွေကမြစ်ဖက်ကိုထွက်နေတဲ့အကိုင်းတွေကိုတတိထားကြအဲ့ဒီအကိုင်းကအသီးတွေမြစ်ထဲကိုမကျစေနဲ့အဲ့ဒီအသီးတွေမြစ်ထဲကျသွားရင်ငါတို့အားလုံးအတွက်ကြီးမားတဲ့ဘေးရန်တွေရောက်လာလိမ့်မယ်မြောင်ငယ်တူကကပ်ဘာဖြစ်လို့လဲသခင်အသီးတစ်လုံးကျသွားကုန်နဲ့ဘာတွေဖြစ်လာနိုင်လို့လဲဗျထိုအချိန်မှာမြောင်မင်းကလူတွေဆိုတာဟာအရသာကိုဆွဲလန်းတတ်တဲ့အမျိုးတွေကွာအကယ်၍ဒီတရက်တီးကိုလူတွေမြည်စမ်းခွင့်ရသွားရင်သူတို့ဟာဒီအသီးကိုရဖို့အတွက်ငါတို့ရဲ့နေအိမ်ကိုဖျက်ဆီးပြီးငါတို့ကိုတပ်ဖြတ်ကြလိမ့်မယ်ဒါကြောင့်အသီးတစ်လုံးမှမြစ်ထဲမကျအောင်အမြင့်ဆုံးခုပစ်ကြထို့ကြောင့်မြောက်တပါတို့ကအကိုင်းတိုင်းကအသီးတွေကိုဂယုတစိုက်ခုကြတော့လေပလက်စိတ်အသိတစ်ခုထဲမှာဖုံးကွယ်နေတဲ့တရက်တီးတစ်လုံးကိုမမြင်ပဲကြံ့ခဲ့တယ်အချိန်တန်တဲ့အခါအဲ့ဒီတရက်တီးဟာဝင်းမှိတ်ပြီးမြစ်ထဲကိုတဖြည်းဖြည်းမျိုးပါသွားတော့တယ်ဒီလိုနဲ့မြောင်မီအမျိုးအမီငါမှန်ကန်ခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကိုတော့တားလို့မရခဲ့ဘူးအဲ့ဒီတရက်တီးဟာဂင်္ဂါမြစ်ရေစီးကြောင်းတိုင်းမျောပါသွားပြီးဘာရာဏသီမင်းကြီးရေကစားနေတဲ့နေရာကိုရောက်သွားခဲ့ပါတယ်ဘာရာဏသီမင်းကြီးကရေထဲမှာရွှေရောင်တရက်တီးကိုဆက်ယူရင်းဟောဘလို့ထူးခြားတဲ့အသီးလေအနံ့ကလည်းတောအုပ်တစ်ခုလုံးကိုမှုီးပြန်စေတာပဲဝန်ကြီးဒါဘာအသီးလဲဝန်ကြီးကလည်းဒါတရက်တီးတစ်မျိုးပါပဲအရှင်မင်းကြီးဒါပေမဲ့ဒီလောက်ကြီးမားပြီးရွှေရောင်တောက်ပါတာမျိုးတစ်ခါမှမမြင်ဘူးပါဘူးမြောင်မင်းကြိုတင်တတိပေးခဲ့တဲ့အတိုင်းပဲအသီးအဖွဲလို့ထင်ရတဲ့တရက်တီးတစ်လုံးကလူတွေစီရောက်ရှိခဲ့ပြီတမျိုးကြောင့်စုလုံးရဲ့အသက်အန္တရာယ်ကိုစတင်ချင်းချောက်လာခဲ့ပါပြီနောက်အပိုင်းနေမှာဘလို့ဖြစ်ပြီးမြောက်အပေါင်းကိုဘလို့ကဲတင်မလဲဆိုတာစောင့်မျှော်အားပေးပါဦး